မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Health Hub Myanmar Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတကယ်ကိုရိုးရှင်းတယ်ဒါပေမဲ့အစွန်းထက်တယ်မနေ့တိုင်းအိပ်ရာထားပြီးတာနဲ့တင်ပထမဆုံးလုပ်တဲ့အရာဘာလဲဖုန်းသုံးတာလားဒါမှမဟုတ် coffee ခွက်ကိုအရင်ရှာတာလားအဲ့ဒီအကျင့်တွေမစခင်မှာတင်းရဲ့တစ်နေ့တာလုံးကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပေးနိုင်မဲ့ကုန်ကျစရိတ်လည်းလုံးဝမရှိတဲ့လျှို့ဝှက်ချက်တစ်ခုကိုကျွန်တော်မျှဝေပေးချင်ပါတယ် transcription အဲ့ဒါကတော့ရေတစ်ခွက်တောက်ခြင်းပါပဲဟုတ်ပါတယ်ရိုးရိုးရေတစ်ခွက်ပါဘာကြောင့်ဒီလောက်တောင်အစွမ်းထက်ရတာလဲဆိုတာကိုသိချင်နေပြီဟုတ်ဆက်ပြီးကြည့်လိုက်ရအောင်ကဲစဉ်းစားကြည့်ရအောင်ကျွန်တော်တို့တွေညဘက်အိပ်တဲ့အခါ6နာရီ9နာရီ10နာရီလောက်အထိဘာမှမစားညစ်ဘာမှမတောက်ကြဘူးလေအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကရေဓာတ်တွေတဖြည်းဖြည်းဆုံးရှုံးနေတာအသက်ရှူတာကနေချွေးထွက်တာကနေအကုန်လုံးကရေဓာတ်ကိုသုံးနေတာပါဆိုတော့မနက်ခင်းအိပ်ရာထားတဲ့အချိန်ဟာကျွန်တော်တို့ခန္ဓာကိုယ်ကရေစာနေပါတယ်လို့အချက်ပြနေတဲ့အချိန်ပေါ့ဒီလိုအချိန်မှာရေအေးအေးလေးဒါမှမဟုတ်ရေနွေးနွေးလေးတစ်ခွက်တောက်ချလိုက်တာကတညလုံးအိပ်ပျော်နေတဲ့စက်ကြီးတစ်ခုကိုပြန်နှိုးလိုက်တယ်လို့ပါပဲ။တင်းရဲ့ကိုရင်းအင်္ဂါတွေအားလုံးက Okay let's go တနေ့တာအတွက်အသင့်ပဲဆိုပြီးအချက်ပြလိုက်တာနဲ့အတူတူပါပဲ။ Number 1ချောင်းနေရောတင်းရဲ့ metabolism ကို turbo တက်လိုက်တယ်လို့ပဲ။ဟုတ်ပါတယ်တင်ကြားတာမမှားပါဘူးလေးလာမှုတွေအရမနက်အိပ်ရာထထချင်းရေတောက်တာကတင်းရဲ့ဇီဝကမဖြစ်စဉ်ကိုတနာရီလောအတွင်းမှာ24% အထိမြင့်တင်ပေးနိုင်ပါတယ်နံပါတ်9ပဲခန္ဓာကိုယ်ရဲ့အမှိုက်တွေကိုရှင်းထုတ်ပေးမယ်ရေကိုတဘာဝရဲ့ detox drink လို့တောင်တင်စားကြပါတယ်မနက်ခင်းမှာရေတောက်လိုက်တဲ့အခါခန္ဓာကိုယ်ထဲမှာညာဘက်ကစုပုံနေတဲ့အဆိပ်အတောက်တွေကိုရွှေကနေရှင်းထုတ်ပစ်လိုက်တာပါနံပါတ်3တော့ filter မလို့တဲ့ glow skin ကိုပိုင်ဆိုင်မယ်အသားရည်6နေလားညိုညစ်နေလားအဖြေကရေဓာတ်ပါပဲရလဲကတော့ကြည်လင်ပြီးစိုးပြေတောက်ပနေတဲ့အသားရည်ပေါ့ beauty blogger တွေအမြဲပြောနေတဲ့ glow from within ဆိုတာဒါကိုပြောတာနံပါတ်4ရှောင်းနေတင်းဥနောက်ကိုအားအပြည့်သွင်းပေးမယ်ရေဓာတ်နည်းနည်းလေးကျသွားတာနဲ့အတွေးတွေဝေဝါးလာမယ်အာယုံဆိုင်လို့မရတော့ဘူးမနက်ခင်းမှာရေဓာတ်ဖြည့်ပေးလိုက်တာကတနေ့တာလုံးအတွေးခေါ်ကြည်လင်ပြီး alert ဖြစ်နေအောင်ကုညီပေးမှာပါOkay ငါတောက်တော့မယ်ဒါမဲ့ဘယ်လိုစားရမလဲလို့မေးချင်နေပြီဟုတ်လွယ်ပါတယ်ဘယ်အချိန်လဲအိပ်ရာနိုးတာနဲ့ချက်ချင်းဖုန်းမကင်ခင်သွားမတိုက်ခင်ရေတောက်လိုက်ပါဘယ်လောက်လဲဖန်ခွက်တစ်ခွက်နှစ်ခွက်နဲ့စကြည့်ပါကိုအဆင်ပြေတယ်လို့ပေါ့ pressure မရှိပါဘူးဘယ်လိုရေမျိုးလဲရေနွေးနွေးလေးဆိုရင်တော့အစာအိမ်အတွက်အကောင်းဆုံးပေါ့ဒါပေမဲ့အခန်းအပူချိန်တိုင်းရိုးရိုးရေလဲလုံးဝအဆင်ပြေပါတယ်ပြီးရင်ဘာလုပ်မလဲအရေးကြီးဆုံးကရေတောက်ပြီးတာနဲ့ချက်ချင်းမနှက်စာမစားလိုက်ပါနဲ့မိနစ်30ဖြစ်နိုင်ရင်ခက်15မိနစ်လောက်ခဏစောင့်ပေးပါရေကသူ့လို့ဖို့အချိန်ပေးလိုက်တဲ့သဘောကဲအချုပ်အနေနဲ့ပြောချင်တာကတော့မနက်ခင်းမှာရေတောက်ခြင်းဆိုတာတင်ကျန်းမာရေးအတွက်လုပ်ပေးနိုင်တဲ့အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲကျွန်တော်ကိုယ်တိုင်လည်းဒီအကျင့်ကိုလုပ်လာတာအခုဆိုအတော်ကြာပါပြီတကယ်ကိုလန်းဆန်းပြီးနေလို့ထိုင်လို့ပိုကောင်းလာတာကိုကိုယ်တိုင်ခံစားရပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးသွားရင်မနှက်ဖြန်ကားစပြီးသင်လဲဒီအကျင့်ကောင်းလေးကိုစတင်ကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်တစ်လလောက်ပဲဆွဲမြင်းမြဲလုပ်ကြည့်သင်ကိုယ်တိုင်ထူးခြားတဲ့ပြောင်းလဲမှုကိုခံစားလာရပါလိမ့်မယ်ဒီဗီဒီယိုကသင်အတွက်အကျိုးရှိခဲ့တယ်ဆိုရင် Health Hub Myanmar YouTube Facebook TikTok ကို like လုပ်ဖို့နဲ့သင်တငယ်ချင်းတွေကို share ပေးဖို့မမေ့ပါနဲ့နော်